ကဲအခုဆိုရင်ကျွန်တော်ညီကိုပေါ်ရာတွေစောင်းမွဲလဲပြီးတော့မယ်နွေရာသီကျောင်းပိတ်ရက်တွေလည်းရောက်လာပြီတင်နန်းတွေလည်းတက်ကြတော့မယ်အဲ့တော့ကျွန်တော်တို့ယောက်ျားလေးတွေအတွက်ကျောင်းသွားတာဒါမှမဟုတ်တင်နန်းတက်တာကစာသင်ဖို့တက်တင်မဟုတ်ပါဘူးဒါဟာကိုယ့်ရဲ့ပထမဆုံး social life ကိုစာသင်တဲ့နေရာပဲဖြစ်ပါတယ်လူတစ်ယောက်ကိုမြင်လိုက်တာနဲ့ပထမဆုံးဆုံးဖြတ်တာကသူဝယ်ထားတဲ့အဝယ်စား fashion မှာပဲဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့နေ့စဉ်သွားလာနေရတဲ့ class တွေကျောင်းတွေတင်နန်းတွေမှာဘယ်လိုမျိုး confident အပြည့်နဲ့ smart ကြောင်ဝင်မလဲဆိုတာကိုအသေးစိတ်ပြောပြပေးတော့မှာပဲဖြစ်ပါတယ်။ office တွေမသွားခင်မှာအရင်ဆုံးကျောင်းသားတိုင်းဆောင်ထားတဲ့ essential တွေကိုအရင်ပြောပြပေးကြပါမယ်။ပထမဆုံးအရာတွေကတော့ basic tea and shirt တွေပဲဖြစ်ပါတယ်။အဖြူအနက်မီကိုစတဲ့အရာတွေကိုအမြဲဆောင်ထားဖို့ကြံပေးပါတယ်။နံပါတ်2ကတော့အောက်ပိုင်းအတွက်အဝတ်အစားတွေဖြစ်ပါတယ်။အရင်ဆုံး slim fit, baggy fit ဒါမှမဟုတ် straight cut တွေဖြစ်တဲ့ chino နဲ့ jeans တွေကိုရှိတင်ပါတယ်။တတိယတစ်ခုကတော့ footwear ဖက်နက်တွေပဲဖြစ်ပါတယ်။တန်ရှင်းတဲ့ white sneakers ဒါမှမဟုတ် loafers တွေက class fashion အတွက်အကောင်းဆုံးပါပဲ။နောက်ဆုံးတစ်ခုကတော့ကိုတက်နေတဲ့အကြောင်းဒါမှမဟုတ်တင်နန်းက uniform ပြီးရင်အဲ့ uniform ကိုထားတက်တက်ရလေးဝတ်ဖို့ကိုလည်းအကြံပေးပါတယ်။ကဲအဲ့ဒါဆိုရင်ကျွန်တော်တို့ outfits တွေကိုတွားကြည့်ရအောင် first outfits ကတော့ simple easy fashion ideas ပဲဖြစ်ပါတယ်အရင်ဆုံးအပေါ်မှာ white shirt or white t-shirt တစ်ထည်ကိုဝတ်ပြီးတော့အောက်မှာတော့ light chinos တွေကိုဝတ်စေချင်ပါတယ်ဖက်နက်ကတော့ loafers or white sneaker တွေကိုစီးလို့ရပါတယ် second outfits ကတော့ the modern street style ပဲဖြစ်ပါတယ်အရင်ဆုံးအပေါ်မှာ oversized graffiti တစ်ထည်ကိုဝတ်ပြီးတော့အောက်မှာတော့ denim shorts တွေကိုဝတ်စေချင်ပါတယ်ဖက်နက်ကတော့ Adidas Samba or Tank Low sneaker တွေကိုစီးလို့ရပါတယ် Third outfits ကတော့ the layering look ပဲဖြစ်ပါတယ်အရင်ဆုံးအထက်မှာ white t-shirt or tank top တစ်ထည်ကိုခံပြီးတော့အပေါ်ကနေ flannel shirt တစ်ထည်ကိုထပ်ဝတ်ဖို့အကြံပေးပါတယ်ပေါင်းမီကတော့ jeans or chino စသဖြင့်ရွေးချယ်လို့ရပါတယ်ဒီ outfits အတွက်အကောင်းဆုံးဖက်နက်ကတော့ Converse တွေကအကောင်းဆုံးပဲဖြစ်ပါတယ် Food outfits ကတော့ the old money student ပဲဖြစ်ပါတယ်။ရာသီဥတုကလည်းပူပြီးဆိုတော့အထူတွေထက်ပါပြီးဝတ်လို့ကောင်းတဲ့ polo shirt တွေကိုအောက်က jeans, trousers စသဖြင့်ကိုယ်စိတ်ကြိုက်ပေါင်းပြီးတစ်ထည်နဲ့တွဲဝတ်ဖို့ကြံပေးပါတယ်။ဒီ outfits နဲ့အလိုက်ဆုံးဖက်နက်ကတော့ loafers or white sneaker တွေကိုရွေးချယ်လို့ရပါတယ်။ငါးခုမြောက် outfits ကတော့ the golf cool practicality ပဲဖြစ်ပါတယ်။ခုရက်ပိုင်းမိုးရမလို့ဖြစ်နေပြီဆိုတော့ wind breaker တွေကိုစောင်းထားတင်ပါတယ်အရင်ဆုံးအထက်မှာ t-shirt တစ်ထည်ခံပြီးတော့အပေါ်ကနေ wind breaker jacket တစ်ထည်ကိုထပ်ဝတ်စေချင်ပါတယ်အောက်မှာတော့ cargo pants တွေကိုရွေးချယ်လို့ရပါတယ်ဖက်နက်ကတော့ Salomon ဒါမှမဟုတ် chunky sneaker တွေကိုစီးလို့ရပါတယ်6ခုမြောက် outfits ကတော့ the classic varsity jacket ပဲဖြစ်ပါတယ်အထက်မှာ white t-shirt တစ်ထည်ကိုခံပြီးတော့အပေါ်ကနေ varsity jacket တစ်ထည်ကိုထပ်ဝတ်ဖို့ကြံပေးပါတယ်အောက်မှာတော့ baggy jeans တွေကအကောင်းဆုံးပါပဲဖက်နက်ကတော့ chunky sneakers တွေကိုရွေးချယ်လို့ရပါတယ်ခုနကမြောက်ကတော့ the cozy knits ပဲဖြစ်ပါတယ်အရင်ဆုံးအထက်မှာ shirt အင်ကြီးတစ်ထည်ခံပြီးတော့အပေါ်ကနေ crew neck sweater တစ်ထည်ကိုထပ်ဝတ်ဖို့အကြံပေးပါတယ်ပေါင်းပြီးကတော့ chinos or jeans စသဖြင့်ရွေးချယ်လို့ရပါတယ်ဖက်နက်ကတော့ Nike or New Balance စသဖြင့်ကိုယ်စိတ်ကြိုက်ပုံမူတည်ပြီးတော့ရွေးချယ်ဝတ်ဆင်ဖို့ကြံပေးပါတယ်နောက်ဆုံး outfits ကတော့ the athleisure mix ပဲဖြစ်ပါတယ်အရင်ဆုံးအပေါ်မှာကိုကျက် t-shirt တွေဒါမှမဟုတ် hoodie တစ်ထည်ကိုဝတ်ပြီးတော့အောက်မှာတော့ jogger pants တွေကိုထပ်ဝတ်စေချင်ပါတယ်ဖက်နက်ကတော့ chunky sneakers တွေကအကောင်းဆုံးပဲဖြစ်ပါတယ်ဒါကပေါ့ပပနဲ့အထာလဲကျမဲ့ look ပဲဖြစ်ပါတယ်ကဲဒါဆိုရင်တော့ညီကိုတို့အနေနဲ့တင်နန်းသွားကျောင်းသွားရင်အထာတက်ဘယ်လိုဝတ်ရမလဲဆိုတာကိုသိသွားလောက်ပြီလို့ထင်ပါတယ်ကျွန်တော်ပြောခဲ့တာတွေနဲ့မကဘဲနဲ့ကို့မှာရှိတဲ့တခြား fashion item တွေနဲ့ပေါင်းစပ်ဝတ်ဆင်ဖို့လည်းအကြံပေးပါတယ်ကဲအဲ့ဒါဆိုရင်တော့နောက်ထပ်အသစ်သော fashion အကြောင်းအရာတွေနဲ့ကျွန်တော်ပြန်လာခဲ့ပါဦးမယ်ဒီတစ်ခေါက်တော့အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်